လူတွေမှာမာနဆိုတာရှိတယ်မာနဆိုတာငါကိုမထိနဲ့မခံဘူးဆိုတဲ့စိတ်ဓာတ်အဲ့ဒီမာနဟာလည်းအကုသိုလ်တရားပဲဖြစ်တယ်ပေါ့အဲ့ဒီမာနကိုယ်ဆဲတာကိုငုတ်ခံရတာကိုအရှုံးကြီးရှုံးတယ်လို့လူတွေမှာယူဆကြကိုယ်ကိုဒေါသနဲ့တစုံတစ်ခုလုံးမယ်ဆိုရင်ကိုယ်ကဒေါသနဲ့မတုံ့ပြန်မဲနဲ့သိခံခြင်းဖြင့်အနိုင်ယူရမယ်လို့မြတ်စွာဘုရားတည်တော်ခေါ်တာသို့တော့အနိုင်ယူပုံယူနည်းကလောကလူသားတွေအနိုင်ယူပုံနဲ့သူတော်ကောင်းတွေရဲ့အနိုင်ယူပုံအလွန်ကွာခြားတယ်ဒီလူငါ့ကိုဆဲသွားတယ်ဆိုတဲ့အတွေးကိုခေါင်းနဲ့ထည့်မထည့်ဘူးအဲ့ဒီခေါင်းနဲ့ထည့်လိုက်တာဟာမပွေးတကောင်ကိုခပိုက်ပိုက်လိုက်တယ်လို့ဖြစ်သွားတယ်ကို့အတွက်မှာအန္တရာယ်ကြီးတစ်ခုဖြစ်လာသို့သောလောကလူသားတွေကသိလာလို့ဆိုမသိဘူးဘယ်သူကလွှမ်းမိုးပြီးတော့အမှန်မသိအောင်လုပ်နေတယ်လဲဆိုရင်မာနဆိုတဲ့တရားငါထိရင်မခံဘူးဆိုတဲ့မာနတရားကြောင့်ဆဲရင်ပြန်ဆဲမယ်ရိုက်ရင်ပြန်ရိုက်မယ်ဆိုတဲ့ကလေးစားချေမှုဘက်မှာလောကလူတွေဟာအတန်နေကြတယ်ဒီကံချင်းခွင့်လွှတ်ခြင်းဆိုတာကိုယ့်အလုံးမဟုတ်တယ်လို့နေကြတာအဲ့ဒီကြတော့လောကကြီးတစ်ခုလုံးဟာငြိမ်းချမ်းမှုတွေပျက်စီးပြီးရံပွဲတွေနဲ့လွှမ်းမိုးပြီးတော့သွားကလေးစားချေမှုတွေနဲ့လွှမ်းမိုးသွားတယ်မဆုံးနိုင်တဲ့အမုန်းတန်တရားကြီးထဲမှာကိုယ်လည်းရံမကင်းတစ်ဖက်သားလည်းရံမကင်းတဦးနဲ့တဦးငြိမ်းချမ်းခြင်းဆိုတဲ့အရာတွေဆုံးရှုံးသွားတယ်ဆိုတာလောကလူသားတွေဟာမသိကြဘူး